ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်မြန်မာနိုင်ငံကိုဒီကနေ့ရောက်ရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကမြန်မာနိုင်ငံကို AB10 ရက်နေ့မှာတွားရောက်မှာဖြစ်ကြောင်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကထုတ်ပြန်ကြေညာပါတယ်။သူမရဲ့ခရီးစဉ်ကငြိမ်းချမ်းရေးနဲ့ဆွေးနွေးညှိနှိုင်းမှုတွေအတွက်ကုလသမဂ္ဂရဲ့ကတိကဝတ်တွေကိုအားဖြည့်ဖို့ရည်ရွယ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဘီရှော့ရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့အသေးစိတ်အစီအစဉ်တွေကိုထုတ်ပြန်ထားချက်မရှိသေးတော့လဲသူမအနေနဲ့ခရီးစဉ်အတွင်းမြန်မာစစ်ကောင်စီဖွဲ့ဝင်များနဲ့တွေ့ဆုံပွဲရှိနေပါတယ်။ဘီရှော့ကကုလသမဂ္ဂအထူးကိုယ်စားလှယ်တအုပ်ဖြစ်သူဩစတြေးလျမျိုးသားတက္ကသိုလ်ရဲ့အဓိပတိလည်းဖြစ်တဲ့ဆောင်ရွက်နေပါတယ်။သူမကတပ်တူရင်ကုမ္ပဏီတွေမှာအကြံပေးဆောင်ရွက်နေပြီးအဲဒီကုမ္ပဏီတချို့ကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ဆက်ဆံနေတဲ့အတွက်၎င်းကအကျိုးစီးပွားပဋိပက္ခတွေရှိနေနိုင်တယ်လို့ဆွဆွဲချက်တွေထွက်ပေါ်နေပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စကိုင်းငလင်ကြီးနဲ့မြို့မန္တလေးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြိုပြက်နေတဲ့အဆောက်အုံကြီးကိုလူအုပ်ကြီးကဝိုင်းနေတဲ့အဆောက်အုံကအခုခါမှာအုပ်ပုံကြီးတစ်ခုဖြစ်မြင်တွေ့နေရပြီးထိုးထောင်ထွက်နေတဲ့တန်ချောင်းတွေကိုကြည့်ပြီးအရင်ကဘယ်လိုအဆောက်အုံဖြစ်နိုင်နေဆိုတာကိုခံမှန်းကြည့်လို့ရတယ်။အဆောက်အုံအပြန်ဒီကိုကတ်ကြည့်လိုက်တဲ့အခါအပုံနဲ့တချို့ကနှာခေါင်းနဲ့ဝင်လာတဲ့အဲ့ဒီအပြိုပြက်ချားတွေကနေမီးကိုတွေဥထွက်လာတာကိုလည်းမြင်ရပါတယ်။ဒါကတမိုင်းတလျှောက်ဖြာအပြင်ဆုံးငလင်ကြီးကိုလှုပ်ပြီးတပတ်ကျော်အကြာကမန္တလေးမြို့တနေရာရဲ့မြင်ကွင်းဖြစ်ပါတယ်။မန္တလေးမြို့ရဲ့လမ်းအလုံးနီးပါးမှာငလင်ကြီးကြောင့်အဆောက်အုံပြက်ရှိတဲ့လမ်းမတွေမတွေ့ရပါဘူး။တကယ်ကိုမြို့ပြက်ကြီးတစ်ခုလုံးတွေ့နေရတာဖြစ်ပါတယ်။လမ်းတွေပေါ်မှာတော့ငလင်ကူညီရေးဆိုင်ပုတ်တက်ထားတဲ့ကားတွေကင်ဆယ်ရေးရှင်တွေမိသက်ကားတွေနဲ့အရေးပေါ်ကားတွေကိုမကြာခဏတွေ့နေရပါတယ်။ကွင်းပြင်ကျကျတွေမှာတော့ငလင်ဘေးရှောင်ပြည်သူတွေရဲ့ယာယီနေထိုင်ရာထီးကြီးတွေကိုတွေ့နေရပါတယ်။မလ28ရက်နေ့တောက်ကြနေ့မြင်ငလင်လှုပ်ပြီးအထိပုံမှန်အတိုင်းလည်းပတ်နေပါတယ်မကြခင်ဖြတ်အားပြင်းလာတဲ့မြင်းငလင်ကြီးလာတော့မယ်ဆိုတာဘယ်သူမှမသိပါဘူးမန္တလေးမြို့ကလူငယ်တအုပ်ကအဲ့ဒီချိန်ကကျွန်တော်ကျုံးပေးမှတငယ်ချင်းတယောက်နဲ့ကားမောင်းနေတဲ့ချိန်ပဲရုတ်တရက်ဘာဖြစ်သွားလဲမသိလိုက်ဘူးကားကြီးလှုပ်လာတယ်နင်းကြာမှကားရက်ပြီးအောက်ဆင်းပြေးတာလမ်းပေါ်လဲချက်ချင်းလူအပြည့်ဖြစ်သွားတယ်တတိပြန်ဝင်လာတဲ့ချိန်မှာကျုံးထဲကနမ်းမျိုးရိုးတွေပြိုကျနေပြီးအိမ်ပြန်တော့လမ်းမှာတိုက်တွေပြိုဇက်တိုက်တွေ့နေရတယ်9မိနစ်လောက်တွင်မှာမြို့ပြက်ကြီးဖြစ်သွားတယ်လို့ငလင်ကြီးလှုပ်ချိန်အတွေ့အကြုံကိုပြောပါတယ်အိမ်ပြန်ရောက်တဲ့အချိန်တွင်မှာအတွင်းပိုင်းပျက်စီးနေတဲ့အိမ်ကိုတွေ့ရတယ်လို့သူကပြောပါတယ်။လူတွေအားလုံးမိနစ်ပိုင်းတွင်မှာလမ်းပေါ်ရောက်လာကြပြီးဘာလို့လုပ်ရမလဲမသိတဲ့အချိန်လေးပါခဏကြာမှာတော့ပရာဟိတလူမှုကင်ဆယ်ရေးအဖွဲ့တွေကားတွေအဆက်မပြတ်ထွက်လာတယ်။မန္တလေးတက္ကသိုလ်ပါဝင်83လမ်းမတလျှောက်မီးကိုတွေဥထွက်လာလို့မီးတပ်ကားတန်တွေလည်းနေရာစုံကဆူညံလာပါတယ်။မိနစ်အနည်းငယ်တွင်မှာနောက်ထပ်ငလင်ကြီးတစ်ခုထပ်လောက်တာကြောင့်ကဘာပြတ်သလိုဖြစ်ကုန်တယ်။တကယ်တော့12မိနစ်လောက်သာချတဲ့ငလင်ကြီးနှစ်ခုကရှေ့ကငလင်ကြီးကအဆောက်အုံတွေကိုရှိုင်းနဲ့တွားအောင်လှုပ်ရမ်းလိုက်ပြီးနောက်ကငလင်ကြီးကအဆောက်အုံတွေကိုဖြိုချလိုက်တာဖြစ်ပါတယ်။ဖုန်း၊အင်တာနက်မီးတွေအားလုံးပြတ်သွားပါတယ်။တမျိုးလုံးကမိနစ်ပိုင်းတွင်မြို့ပြက်ကြီးဖြစ်သွားပါတယ်။ခဏကြာတော့မြို့အတွင်းက Sky Villa ကွန်ဒိုကြီးပြိုကျပြီးလူတွေတည်တယ်ဆိုတဲ့သတင်းစထွက်လာပါတယ်။ကောလာဟာလမျိုးစုံလည်းထွက်လာပါတယ်။နောက်ထပ်ငလင်ကြီးထက်လှုပ်အောင်မယ်ဆိုတဲ့ကောလာဟာလကတော့ပြည်သူတွေကိုစောက်တရားမရောက်ပို့ပြီးတော့ကြောက်စီခဲ့ပါတယ်။ဘဏ္ဍာရေးနေငလင်လောက်တော့မယ်ဘယ်နေ့မုံတိုင်းလာအောင်မလဲဆိုတဲ့သတင်းမှားတွေကိုရက်ကွက်တဲ့လော့စပီကာနဲ့ကိုအော်နေသူတွေလည်းရှိပါတယ်ငလင်ကိုဘယ်ပညာရှင်မှသိုတင်ခံမှန်းနိုင်တာမသိတာမို့ငလင်လောက်မယ်ပြောနေတာဟာသတင်းမှားဖြတ်နေနေဆိုတာကိုလိုက်ကြညာပေးနေသူတွေမသိပဲယုံကြည်သတင်းအမှားဖြတ်နေကြတာဖြစ်ပါတယ်အဲ့လိုဆိုရင်ငလင်တင်ပြည်သူတွေကြောက်ပြီးနေစရာမရှိတော့ပါဘူးငလင်ကြီးအပြီးမှာစစ်ကောင်စီရဲ့ရှမ်းတရားအားလုံးပြောက်ကုန်ပါတယ်ကံကောင်းတာတစ်ခုကဒီငလင်ကြီးနှစ်ခုကနေကင်းပတ်လှုပ်လို့တက်တာပါညဘက်ကြီးမှသာလှုပ်ခဲ့ရင်မတွေ့ဝင်အောင်ပါအိမ်ပြိုသူတွေလည်းကိုနီကိုဟန်နဲ့လမ်းပေးမှာအိမ်နိုင်ဖို့ဘေးကင်းမဲ့တင်တဲ့နေရာရှာရပါတယ်။ဘယ်အစိုးရဖွဲ့စည်းမှမရှိသလိုကုညီပေးမဲ့သူလည်းမရှိခဲ့ပါဘူး။ငလင်ကြီးကြောင့်ပြည့်စုံမှုအများဆုံးကျုံနာကနေအိမ်တွေဟိုတယ်တွေစတဲ့နေရာတွေအများဆုံးပြိုကျခဲ့ပါတယ်။ဒါအပြင်လူမသိသူမသိလောင်းကစားရုံတွေလည်းမလွတ်ပါဘူး။အောင်မြေသားဆန်မြို့နယ်88လမ်း17လမ်းကြီးကအထက်မြင့်အဆောက်အုံတစ်ခုပြိုကျပြီးအဲ့ဒီထဲမှာလောင်းကစားဝိုင်းအများပြားရှိရလို့သိရပါတယ်။အဲ့ဒီအဆောက်အုံကိုမလ29ရက်နေ့ကရက်ကွက်နေပြည်သူတွေရဲ့ပြောကြားချက်အရကယ်ဆယ်ရေးအဖွဲ့တစ်ခုလာကြည့်ပေးသွားပေမဲ့ဆက်ပြီးမလုပ်တော့ပဲပြန်သွားတယ်လို့သိရပါတယ်မလ30ရက်နေ့မှာတော့အဆောင်ပြက်တွေကအပုံနဲ့နေထွက်လာတဲ့အိန္ဒိယကယ်ဆယ်ရေးဖွဲ့လာကြည့်ခဲ့ပြီးမြဲအသက်ရှင်သူမရှိဘူးဆိုပြီးပြန်သွားတယ်လို့ရက်ကွက်နေပြည်သူတအုပ်ကပြောပါတယ်ဘသူတွေတွေ့ပြီးဘယ်နှယောက်လဲဆိုတာဘသူမှမသိဘူးပြီးနေတဲ့ဆိုင်ကဲအရေးအတွက်နဲ့ရမ်းပြီးခံမှန်းနေကြတာအဲ့ဒါကနာမည်ကြီးဂျင်ဝိုင်းလို့ရက်ကွက်နေသူတွေကပြောပါတယ်ချမ်းဤတာဆန်မြို့နယ်တွေက
တဲကိုကန်တစ်ခုပါနိုင်ပိုင်းနဲ့အငှားရပြီးအမြဲတမ်းလူပြည့်နေတဲ့နေရာဖြစ်တယ်လို့သိရတယ်အဲ့ဒီတဲကိုကန်ပြိုကျမှုမှာလည်းသေဆုံးသူများပြီးလူဦးရေအတိအကျကိုဘယ်သူမှမသိရပါဘူးဒီမြို့နယ်တွေကတိမ်ဖြူဟိုတယ်ကတော့အေဘီလာဆန်းမှာအလောင်းဖော်တာတွေစက်တိုင်လုပ်ခဲ့ပါတယ်ဒီလိုမျိုးလူမသိသူမသိသေဆုံးသူတွေအများပြားရှိခဲ့ပြီးစစ်ကောင်စီဘက်ကမှန်ကန်တဲ့သတင်းအချက်အလက်မထုတ်ပြန်နိုင်ခဲ့ပါဘူးငလင်နောက်ဆက်တွဲအနေနဲ့မန္တလေးမြို့ကရက်ကွက်တွေရဲ့80%လောက်ကိုပါတပတ်ကျော်ထိရေမီးဖြတ်ထားခဲ့ပါတယ်ငလင်ပေးကြောင့်မန္တလေးမြို့မှာပြိုမကျပဲကျန်နေတဲ့အဆောင်တွေကအကြောင်းအရာတွေနဲ့နေရန်ကွာကြတာတွေကြောင့်လမ်းမပေါ်ထွက်အိတ်ကြရပါတယ်။လမ်းမပေါ်အိတ်နေတဲ့သူတွေအတွက်စစ်တပ်ရဲစားတဲ့စစ်ကောင်စီလုံခြုံရေးဖွဲ့တွေကိုလုံးဝမမြင်ရပါဘူး။ဒီကာလဟာမန္တလေးမြို့ပေါ်မှာနေရတဲ့စစ်တပ်ကြက်ပြောင်ငှက်ပြောင်ပျောက်တဲ့ကာလလို့ဆိုရမှာဖြစ်ပါတယ်။အပူပေါ်အပူဆင့်လို့ဆိုရမှာပါ။အရှင်ကလေးကလူရက်မှုထွန်းကားခဲ့တဲ့မန္တလေးမြို့ကသက်ခိုးဓမြရံပူလာပြန်ပါတယ်။ည8 နာရီလောက်ဆိုရင်စိုက်တွဲတွေဆိုင်ကယ်တွေနဲ့ဒုတ်ဓားတွေပါတဲ့ဖွဲ့ကရက်ွက်တဲ့ပတ်နေပြီးအပြင်ထွက်အိတ်တာတောင်မှဘေးမှာဓာထားအိတ်ရတာလို့မြို့ကန်တုံးကပြောပါတယ်။ချမ်းရီတာဆန်မြို့နယ်63 32 33လမ်းကြောင်းကကွန်ဒိုမှာလဲတိုက်ခန်းပိုင်ရှင်တွေကပြိုကျမှာကြောက်လို့ရှောင်နေကြတဲ့အချိန်တခိုးတွေကအိမ်ထဲကရှေ့ကိတ်တတာအိမ်သုံးပစ္စည်းနဲ့ရွှေငွေတွေခိုးယူခံခဲ့ရတယ်လို့သိရပါတယ်။အေဗီလာ9ရက်ညပိုင်းမှာလဲမဟာအောင်မြင်မြို့နယ်စိန်ပန်းရက်ကွက်တဲ့အနုကျန်းဝင်စီဖို့စ조사တာမို့ပြည်သူတွေဝိုင်းလိုက်ကြပေမဲ့တရက်ခန့်လွတ်သွားတယ်လို့သိရပါတယ်။ငလင်လှုပ်ပြီးနိုင်ပိုင်းမှာနာမည်ကြီး Sky Villa နဲ့ Great Wall Hotel တို့မှာစစ်ကောင်စီတပ်သားလုံခြုံရေးအနှဲငယ်တွေ့ရပါတယ်။မလ29ရက်နေ့မှာတော့အင်အား4ယောက်နဲ့စစ်ကားတစ်စီးကင်းလှည့်တာကိုတွေ့ရပါတယ်။အေဗီလာ1ရက်နေ့မှာတော့လုံခြုံရေးအင်အားအများပြားနဲ့မန္တလေးမြို့ကစီပင်ရုံထဲမှာငလင်ဘေးတင်ပြည်သူတွေကိုလူဒန်းပွဲဆိုတဲ့ခေါင်းစဉ်နဲ့ခန်းနာလုပ်ပါတယ်။ငလင်လှုပ်ပြီး4ရက်ကြာမှာစစ်ကောင်စီရှိနေသေးတာကိုတက်သေးပြနိုင်ခဲ့တဲ့လှုပ်ရှားမှုအနှဲငယ်ကိုတာမြင်တွေ့ခဲ့ရတာပါ။ငလင်ကြီးလှုပ်ပြီးစစ်ကောင်စီပထမဆုံးမန္တလေးမြို့မှာထုတ်လုပ်ခဲ့တဲ့ထုတ်ပြန်ချက်ကကျုံအနီနေထိုင်သူတွေကိုပြောင်းရွှေ့ကြဖို့အမိန့်ပေးတဲ့စာပါဝေဖန်နေတဲ့ကြားကပဲကျုံပေးမှာစစ်တပ်ယာယီတဲဆဲလုံးထိုးပေးခဲ့ပြီးမကြခင်မှာပဲကျုံပေးနေပြည်သူတွေကိုကုသိုလ်တော်ဖျားဝန်းဘက်အမြန်ရွှေ့ပြောင်းခိုင်းတာပါကင်စင်ရေးလုံခြုံရေးကျန်းမာရေးကိစ္စအဝဝကိုပြည်သူတွေအားလုံးကိုတူကိုတာစနစ်နဲ့သာလှုပ်ဆောင်ခဲ့ရတာပါတပတ်ကျော်ကြာမှာရှုံလောင်းရှာဖွေမှုတွေကိုကင်စင်ဖွဲ့တွေကဆွဲကောင်းကောင်းနဲ့ဆက်ရှာပေးနေကြပါတယ်မြေပေါ်ကိုလုံလုံအဆောက်ပြိုကျတာတွေလည်းလုပ်နေပါတယ်အေပီလာ9ရက်နေ့မှာစစ်ကောင်စီရဲ့မန္တလေးတိုင်းဝင်ကြီးချုပ်ရင်တန်းဟာလုံခြုံရေးတွေနဲ့မြို့တွင်းလှည့်လည်ခဲ့ပါတယ်။အဲ့ဒီညမှာပဲကျုံနေပေးနေထိုင်သူတွေကိုညာရင်းချင်းအပီးရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။တကယ်တော့ AP 9ရက်နေ့မှာအာနာသိန်းကောင်းဆောင်မန္တလေးကိုလာမှာမို့ကျုံပေးမှာရှာယီနေတဲ့ငလင်တစ်ပြည်သူတွေကိုအမြန်ဆုံးရွှေ့ပြောင်းခိုင်းတာလို့သိရပါတယ်။အေပီလာ6ရက်နေ့မှာဗတ်တူးဘော်လုံးကွင်းကိုယာယီတဲတွေစောက်လုပ်ခဲ့ပြီးလမ်း30 82 83မင်္ဂလာဈေးဟောင်းနေရာကငလင်ပေးတင်ပြည်သူတွေကိုပြောင်းရွှေ့နေတာတွေပြုလုပ်ခိုင်းခဲ့ပါတယ်။ချင်းရတဲ့မိသားစုဝင်တွေဆုံးရှုံးလို့ပစ္စည်းဥစ္စာတွေဆုံးရှုံးရလို့အိမ်မရှိတော့လို့မန္တလေးမြို့ကပြည်သူတွေကဝမ်းနဲ့ပူဆွေးနေကြချိန်မှာပဲစစ်ကောင်စီကတော့ရှက်ပိုင်းတွင်ရောက်လာမဲ့တကြံပွဲအတွက်မန်တပ်ဆောင်နေပြန်ပါတယ်။ဆက်လက်ပြီးအင်းတော်မြို့ကိုတော်လိုင်းပူပေါင်းတပ်များအပိသက်သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ဆက်မြင်းနီးမှာရှိတဲ့အင်းတော်မြို့ကိုအမျိုးသားညီညွတ်ရေးဆိုရာ NUG လက်အောက်ခံတပ်တွေနဲ့ APSDF အကြောင်းသားတပ်ကရှစ်လနီးပါးကြာတိုက်ခိုက်ပြီးတဲ့နောက် AP 9ရက်ညောင်ပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ AP 9ရက်ည8နာရီခန့်မှာအင်းတော်မြို့မှာတခုတည်းကြံရတဲ့စစ်ကောင်စီတပ်ရဲ့ဂျပန်လိုင်ကူကုန်းကိုတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ခြင်းဖြစ်တယ်လို့ရှေ့တန်းသတင်းအရင်းမြစ်အမျိုးသားတပ်ကပြောကြားခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်တခြားလုံးစစ်ကောင်စီကလေကြောင်းမှဂျက်တိုက်ရင်နဲ့ဝိုင်းတွဲမျိုးစားလီရင်နဲ့တနေကုန်ပုံကျဲတိုက်ခိုက်နေရလို့လည်းဒေသခံတချို့ကပြောပါတယ်။